အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကိုပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကမ္ဘာမှာဩဇာအရှိဆုံးအမျိုးသမီးတဦးဖြစ်တဲ့ Oprah Winfrey ရဲ့နာမည်ကြီးစာအုပ်တအုပ်ဖြစ်တဲ့ What I Know for Sure ဆိုတဲ့စာအုပ်ကိုအနှစ်ချုပ်ပြီးသုံးသပ်တင်ဆက်ပေးမှာဖြစ်ပါတယ် Oprah Winfrey ရဲ့ကိုယ်တိုင်ရဲ့ဘဝအတွေ့အကြုံသင်ခန်းစာတွေကိုပေါင်းစပ်ထားတဲ့ဒီစာအုပ်ဟာမူလကသူ့ရဲ့ The Oprah Magazine က What I Know for Sure ကောလန်ကနေစတင်ခဲ့တာပါသူဟာဘဝမှာအသေးချာပေါက်တည်ထားတဲ့အရာတွေကိုစုစည်းပြီးစာဖတ်သူတွေကိုမျှဝေပေးထားတဲ့စာအုပ်ဖြစ်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုမယ်ဆိုရင်ဒီစာအုပ်ရဲ့အဓိကအကြောင်းအရာ၈ခုကိုသိရမယ်။ဘဝကိုပိုပြီးအဓိပ္ပာယ်ရှိရှိရဲရင့်စွာနေထိုင်နိုင်ဖို့အတွက်လှုံ့ဆော်မှုတွေရရှိစေမှာစိတ်သက်ခွင့်အားတွေရရှိစေမှာပါ။ကဲဒါဆိုရင်စလိုက်ကြရအောင်။ Oprah Winfrey ရဲ့ What I Know for Sure ဟာကိုယ်တိုင်ရေးအစည်းတိုလေးတွေစုစည်းထားတာဖြစ်ပြီးOprah ရဲ့ဘဝခရီးတစ်လျှောက်ကစစ်မှန်တဲ့ခံစားချက်ရုန်းကန်မှုအောင်မြင်မှုတွေကိုရိုးသားပွင့်လင်းစွာပြောပြထားပါတယ်။စာအုပ်ထဲမှာအဓိကအခန်းကဏ္ဍ၈ခုခွဲခြားပြီးတစ်ခုချင်းစီတိုင်းကဘဝရဲ့လမ်းညွှန်ချက်တွေကိုပေးစွမ်းနေပါတယ်။အဓိကအကြောင်းအရာ၈ခုကတော့နံပါတ်1 joy ပျော်ရွှင်မှုနံပါတ်2 resilience စိတ်ခွင့်အားပြန်လည်ထူထောင်နိုင်စွမ်းနံပါတ်3 connection ဆက်သွယ်မှုနံပါတ်4 gratitude ကျေးဇူးတင်ခြင်းနံပါတ်5 possibility ဖြစ်နိုင်ခြင်းနံပါတ်6က အံ့ဩခြင်းနံပါတ်9က clarity ရှင်းလင်းပြသမှုနံပါတ်10ကစွမ်းအားဒီချက်တွေကိုအပိုင်းလိုက်ဆက်လက်ကြည့်ရှုကြပါမယ်ဒီချက်တွေရဲ့အသေးစိတ်ကိုဖော်ပြပါမယ်အဓိကဘဝသင်ခန်းစာ၄ခုနံပါတ်1 joy and gratitude ပျော်ရွှင်မှုနဲ့ကျေးဇူးတင်ခြင်းOprah ဟာပျော်ရွှင်မှုဆိုတာအသေးမွှားကိစ္စလေးတွေကနေရှာဖွေတွေ့ရှိနိုင်တယ်လို့ပြောပါတယ်။ဥပမာမနက်ခင်းကော်ဖီတစ်ခွက်ရဲ့အရာသာကိုချစ်တဲ့သူတွေနဲ့စကားပြောရတဲ့အခိုက်အတန့်လေးတွေပေါ့။ Oprah ရဲ့သင်ခန်းစာမှာဆိုရင်နေ့စဉ်ဘဝရဲ့အချိန်တိုင်းကိုတန်ဖိုးထားတယ်ပြီးတော့ gratitude ကြားတဲ့ကိုရေးသားဖို့သူအကြံပေးပါတယ်။နေ့တိုင်းကိုဘဝမှာကောင်းတဲ့အချက်၅ချက်ကိုချရည်ခြင်းဟာပိုပြီးကောင်းမွန်တဲ့အရာတွေကိုဆွဲဆောင်နိုင်တယ်လို့ဆိုထားပါတယ်။နံပါတ်2 resilient ခွင့်အားပြန်လည်ထူထောင်နိုင်စွမ်း Oprah ရဲ့ဘဝကငယ်စဉ်ကတည်းကလွယ်ကူခဲ့တာတော့မဟုတ်ဘူးဆင်းရဲဒုက္ခအထီးကျန်မှုတွေနဲ့လိမ်ပိုင်းဆိုင်ရာအလွဲသုံးစားခံရမှုတွေကနေရုန်းကန်ခဲ့ရတဲ့သူတစ်ယောက်ပါဒါပေမဲ့သူကဒီအတွေ့အကြုံတွေကိုသူ့ရဲ့အကြီးမားဆုံးခွင့်အားအဖြစ်ပြောင်းလဲခဲ့ပါတယ်အခက်အခဲတွေဟာကိုယ့်ကိုယ်ကိုပိုပြီးဇွဲရှိတဲ့သူကိုအားကိုကိုးထက်တဲ့သူဖြစ်လာအောင်သင်ပေးတယ်ဆိုတဲ့အကြောင်းကြောက်ရွံ့မှုဖီးယားကကိုယ့်ကိုမလှုပ်ရှားနိုင်အောင်ချုပ်တီးထားပေမဲ့အဲ့ဒီကြောက်ရွံ့မှုကိုကြော်လွှားပြီးရှေ့ဆက်ဖို့တတိရှိရမယ်လို့သူကဆိုထားပါတယ်နံပါတ်3 connection and power ဆက်သွယ်မှုနဲ့စွမ်းအားလူသားတိုင်းဟာချစ်ချင်းမေတ္တာတွေနဲ့တန်ဖိုးထားမှုတွေကိုလိုအပ်ပါတယ်ဒါပေမဲ့ Oprah ကအချစ်ကိုသူတစ်ပါးစီကနေရှာဖွေနေမဲ့အစားကိုယ့်ကိုယ်အရင်ဆုံးချစ်ဖို့ပြောပါတယ်ကိုယ့်ကိုယ်လေးစားမှုမရှိရင်ဘယ်သူမှကိုယ့်ကိုဒါချစ်ပေးနိုင်မှာမဟုတ်ဘူးလို့ပြောပြထားပါတယ်ကိုယ့်ရဲ့အစွမ်းအစနဲ့ကိုယ်ကြီးကိုယ်သွေးကိုဖုံးကွယ်မထားပါနဲ့ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုကဘာကြီးကိုပြသဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့အတွန်းစိတ်အတန်အင်းနာဘွိုက်ကိုနားထောင်ပြီးမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့သာအခြားသူတွေကိုကူညီပါလို့အကြံပေးရေးဖွဲ့ထားပါတယ်နံပါတ်4 clarity and possibility ရှင်းလင်းပြသမှုနဲ့ဖြစ်နိုင်ခြင်းဘဝမှာဘာလုပ်ချင်တယ်ဘယ်လိုနေချင်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိမြင်ဖို့အရေးကြီးပါတယ် Oprah ကဘဝဟာစိတ်ကူးအိမ်မက်တွေနဲ့ဖြစ်နိုင်ခြေတွေပြည့်နေတဲ့ဝိညာဉ်ခရီးတစ်ခုလို့ရှုမြင်ပါတယ်အတိတ်နဲ့အနာဂတ်မှာပျောက်ဆုံးမနေပဲပြစ္ဆုတ်ပံအချိန်မှာအသက်ရှင်နေထိုင်ဖို့တိုက်တွန်းထားပါတယ်ကိုယ့်ရဲ့ဘဝဟာကိုယ့်အတွက်လက်ဆောင်တစ်ခုဖြစ်ပြီးအိမ်မက်တွေကိုအကောင့်ထဲဖော်နိုင်ဖို့အမြဲတမ်းဖြစ်နိုင်ခြေတွေရှိနေတယ်လို့သူကယုံကြည်နေပါတယ်သုံးသက်ချက် What I Know for Sure စာအုပ်ဟာစာဖတ်သူကိုပြုံးစေနိုင်တယ်လို့ငိုအောင်လဲလုပ်နိုင်တဲ့စာကောင်းတစ်အုပ်ပါဒီစာအုပ်ဟာစာဖတ်သူကိုကိုယ့်ဘဝရဲ့တာဝန်ကိုယူတတ်ဖို့ကိုယ့်ကိုယ်ကိုပို့ချဖို့ဘဝမှာကျေးဇူးတင်စရာတွေကိုအမြဲရှာဖွေကြည့်ဖို့အတွက်တွန်းအားပေးထားပါတယ်အချို့သူတွေကတော့ဒီစာအုပ်ကအကြံဉာဏ်တွေဟာအခြေခံကြလွန်းတယ်လို့ဝေဖန်ကောင်းဝေဖန်နိုင်ပေမဲ့တခါတလေကျရင်လူတွေမေးလျော့နေတဲ့အခြေခံအမှန်တရားတွေကိုပဲသတိရဖို့အလိုအဆုံးဖြစ်နေတတ်ပါတယ်Oprah ရဲ့ရိုးသားပွင့်လင်းတဲ့ပြောဆိုဟန်ကဒီစာအုပ်ကိုပို့ပြီးဆွဲဆောင်မှုရှိစေပါတယ်ဒီစာအုပ်ဟာဘဝမှာစိတ်တဲ့ကြနေသူတွေလမ်းပြောင်းနေသူတွေဒါမှမဟုတ်ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုရှာဖွေနေသူမိသူမဆိုဖတ်တဲ့စိတ်
ခွင့်အားပေးနိုင်တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။စာအုပ်ထဲကအတွေးအမြင်တွေနဲ့သင်ခန်းစာတွေဟာစာဖတ်သူရဲ့ဘဝကိုအမှန်တကယ်ပြောင်းလဲပေးနိုင်မဲ့အလင်းရောင်တွေဖြစ်တယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်။မိတ်ဆွေတွေလည်းဒီစာအုပ်ကိုဖတ်ပြီးသွားပြီလား။ဖတ်ပြီးသွားပြီဆိုရင်ဒီစာအုပ်ထဲကဘယ်ချက်တွေကိုကြိုက်နှစ်လဲ။မဖတ်ရသေးဘူးဆိုရင်လည်းအခုကျွန်တော်ပြောပြခဲ့တဲ့အချက်တွေကဘယ်ချက်တွေကိုကြိုက်နှစ်လဲ။ကြိုက်နှစ်တယ်ဆိုရင် comment မှာရေးခဲ့ပါအောင်။မိတ်ဆွေတို့လည်းဘဝမှာစိတ်သက်ကြနေသူလမ်းပြောင်းနေတာဒါမှမဟုတ်ကိုယ့်ရဲ့အကောင်းဆုံးအခြေအနေကိုရှာဖွေနေတယ်ဆိုရင်တော့ဒီစာအုပ်ကိုဖတ်သင့်တယ်လို့ recommend ပေးပါတယ်အဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်